အခုကျမအသက်40ခီးတွေသွားပြီးတော့မျက်ခုံးတက်တူးထိုးတယ်ဝန်ဆောင်မှုတွေပေးနေတဲ့ freelance artist ဘာကြောင့်လုပ်ရတာလဲကျမ16နှစ်မှာ10တန်းဖြည့်ပြီးတော့အင်္ဂလိပ်ကျောင်းမှာ preschool assistant teacher မိနစ်ကျော်ဝင်လုပ်ရင်းနဲ့အဝေးသင်တက်တယ် second year ပြီးမှာတော့ကွန်ပျူတာပစ္စည်းဆိုင်မှာ sales girl အနေနဲ့ဝင်လုပ်ခဲ့တယ်အဲ့ဒီနှစ်ဒီမှာပဲကျမလုံးမေဂျာဆိုတော့လုပ်ရင်းနဲ့ပွဲတစ်ခုရခဲ့တယ်ဒါထဲမှာကျမဖေကအလုပ်တင်ရှေ့နေဝင်လုပ်ခိုင်းလို့ချိန်ပါတစ်နှစ်ဆင်းလိုက်တယ်ပြန်မမှုလိုက်တဲ့ရှေ့နေသူများမြေပေါကြီးငယ်ကြမှာစားရတဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်ကျမကအမှန်တရားကိုမျက်နှိုးတာရဲ့ကြောင့်ကျမနဲ့မကိုက်ညီဘူးဆိုပြီးတော့ဆက်မလုပ်ဖြစ်ခဲ့ပါဒီကြားထဲမှာအင်တာနက်ဆိုင်တ िश ူးစက်ရုံတွေမှာလည်းအလုပ်လုပ်ပူတယ်ခီးသွားကုမ္ပဏီမှာအလုပ်ဝင်ခဲ့တယ်3နှစ်လုပ်ပြီးတဲ့နောက်မှာကျမအသက်က25နှစ်ရှိပြီမို့လို့ကိုယ်ကအလုပ်ပဲလုပ်မယ်ဆိုပြီးတော့ကျမဝါသနာပါတယ်ဒီမိတ်ကပ်တင်တန်းကိုတက်ပြီးတော့မှဆိုင်ဖွင့်ခဲ့တယ်ကျမဘာပြန်စဉ်းစားလဲဆိုရင်ဆိုင်ထဲမှာထိုင်ပြီးဝန်ထမ်းတွေထိန်းရတာဆိုင်ကန်းကတွေနဲ့ကျမတအားကိုပိတ်မိနေခဲ့တာမျိုးမကြိုက်ဘူးပေါ့နော်ကျမဝါသနာကခရီးသွားတာကိုယ်နဲ့သက်ဆိုင်တဲ့ပညာတွေဆက်လက်ရတာမျှဝေရတာသူတို့ကအလှပြင်ပေးရတာမျိုးကိုကြိုက်တယ်ဆိုတာသိလာလို့ပေါ့နော်ကိုဗစ်ရဲ့နောက်ပိုင်းကာလတွေကနေစပြီးတော့မှဆိုင်ကိုဖြုတ်ပြီးတော့မှ freelance artist ဘဝကိုရွေးချယ်လိုက်တာပါပဲရှင်။ဒါကြောင့်အခုကြည့်နေတဲ့ချစ်မိတ်ဆွေတို့လည်းအစကနေပြန်စတာကိုမကြောက်ပါနဲ့စိတ်ဓာတ်လည်းမကြနဲ့ခုခေတ်ရည်စည်းကြောင်းအတိုင်းအလောက်ကိုင်ခွင့်လန်းတွေကိုမိမိရရစုပ်ကင်ပြီးတော့ပြင်ပလောကကလူတွေကဘာတွေလိုအပ်နေတာလဲကိုသိချာတွေးပြီးတော့ကိုဝါသနာပါတာနဲ့တွဲပြီးတော့လုပ်ပါကောင်းတဲ့ဆိုးတဲ့အတွေ့အကြုံတစ်တလေးတွေကကိုယ်စိတ်ရောလူရောရင့်ကျက်ပြီးတော့တိုးတက်စေတာဖြစ်တဲ့အတွက်ကြောင့်ရင့်ကျက်ပြီးတော့တိုးတက်စေတာဖြစ်လို့အစ်စ်ကပြန်စနေရတာကိုကိုယ်စိတ်ထဲကနေပြီးတော့ကိုဂုံယူတတ်ပါစေနော်ကျမကတော့ freelance artist eyebrow specialist ချိုဝီအောင်ဖြစ်ပါတယ်ရှင်ကျမ freelance artist ဖြစ်တဲ့အချိန်မှာဘယ်မျိုးကိုစတင်ပြီးတော့ဝန်ဆောင်မှုတွေစပေးခဲ့တယ်ဆိုတော့သိချင်နေဆိုရင် follow လေးလုပ်ထားပေးပါဦးနော်